မင်္ဂလာပါဗျကျွန်တော်တို့ဒီနေ့ကားလောကမှာဗျဘယင်လို့ပြောလို့ရတဲ့အင်ဂျင်တစ်လုံးရဲ့အကြောင်းကျွန်တော်အသေးစိတ်လေးပြောပြပေးသွားမယ်ဗျအဲ့တော့ခင်ဗျားတို့ဒီဗီဒီယိုလေးကိုဆုံးအောင်သာကြည့်ပြီးကားလောကမှာဗျခစ်တွေဘလောက်ပဲပြောင်းသွားနီးပညာတွေဘလောက်ပဲတိုးတက်သွားဒီကောင်မမီဘူးဟဲ့လို့ကားလောကဆရာတွေလက်ညှိုးထိုးကြတဲ့အင်ဂျင်တစ်လုံးရှိတယ်ဗျအဲ့ဒီအင်ဂျင်ကတော့ Isuzu ကထုတ်တဲ့ 4XG1 အင်ဂျင်ဟုတ်ပါတယ်ဗျဘာလို့ဒီအင်ဂျင်ကနာမည်ကြီးရလဲကားလောကမှာဗျာဒီအင်ဂျင်ပါလို့ချင်းဈေးကိုဘာဖြစ်လို့ပို့ပြီးတော့တိုးခေါ်ကြရလဲတကယ်ရောဒီအင်ဂျင်ကကောင်းရဲ့လားသူ့ရဲ့စွမ်းဆောင်ရည်ရောဘယ်လိုရှိလဲဒီကောင်းရဲ့သမိုင်းကြောင်းအောင်ဘယ်လိုကနေဘယ်လိုတွေစပြီးတော့ 4XG1 ဆိုတဲ့အင်ဂျင်ကိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်အသေးစိတ်လေးရှင်းပြပေးသွားမယ်ဗျာဒီနေ့ဗီဒီယိုကနည်းနည်းလေးရှည်ပေမဲ့ခင်ဗျားတို့ 4XG1 အင်ဂျင်နဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုသိရှိသွားမယ်လို့တော့ကျွန်တော်အာမခံရဲတယ်ဗျ။အဲ့တော့စလိုက်အောင်ဗျာ။အရင်ဆုံးဒီကောင်ကဘယ်ကစလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဗျ။ဒီ 4XG1 engine ဆိုတာဗျာရုတ်တရက်ကြီးပေါ်ပေါက်လာတဲ့ engine တော့မဟုတ်ဘူးဗျ။ Isuzu ရဲ့နာမည်ကျော် 4H series ကနေအစင်ချင်းဆင်းသက်လာတဲ့ engine 1980ကျော်ကာလမှာကျွန်တော်တို့တွေ့ဘူးကြမယ်ဗျာ။ 4BD1 4BE1 ဆိုတဲ့ engine တွေကိုခင်ဗျားတို့လည်းတွေ့ဘူးမှာပါ။ဒီ engine တွေက direct injection စနစ်ကိုစသုံးပြီးတော့အောင်မြင်လာတဲ့ engine တွေလို့ပြောလို့ရရဲ့ဗျာ။ဒါပေမဲ့1990ကျော်လာတဲ့နှစ်တွေမှာတော့ဒီကုန်တင်ကားသမားတွေကဝင်းတွေကိုပို့ပြီးတော့တင်လာကြရဗျာအဲ့တော့ဒီထက်ပို့ပြီးတော့စွမ်းဆောင်ရည်မြင့်တဲ့အင်ဂျင်ပါဝါကြီးကြီးတွေသူတို့တွေလိုလာကြရဗျာအဲ့တော့ Isuzu ကဘာလုပ်လဲဆိုတော့ဒီ 4XE1 ဆိုတဲ့အင်ဂျင်ကိုပထမဆုံးစလုပ်တယ်ပြီးတော့ဈေးကွက်မှာသူတို့ဖြန့်ရောင်းတယ်ဗျာဒါပေမဲ့ဗျာဈေးကွက်ကပို့ပြီးတော့ရုံအားကောင်းတော့ဒီပို့ပြီးကြီးတဲ့အင်ဂျင်ကိုထပ်ပြီးလိုလာပြန်ရောဗျာအဲ့ဒီအခါကျတော့1995ခုနှစ်မှာဗျာဒီ 4XG1 ဆိုတဲ့ engine ကိုစပြီးတော့မိတ်ဆက်လိုက်တယ်ဗျာဒီ engine ကဘာထူးခြားလဲဆိုတော့ကျွန်တော်တို့ mechanical ပန့်ရဲ့နောက်ဆုံးလက်ကျန် engine လို့လည်းပြောလို့ရရဲ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောက်ပိုင်းမှာထုတ်တဲ့ engine တွေက 4XK1 ဆိုတာဗျာဒီ electronic ထိန်းချုပ်တဲ့ engine တွေကဝင်လာပြီလေ။ဒါကြောင့်ဒီ 4XG1 ဗျာ electronic စနစ်တွေရှုပ်ထွေးမှုတွေမရှိဘဲနဲ့ရိုးရိုးစက်မှုပိုင်းတက်နဲ့ဗျာလူကြိုက်များပြီးတော့စွမ်းဆောင်ရည်ပြည့်တဲ့ engine တစ်လုံးဖြစ်ဒီနေ့ထိရပ်တည်နိုင်တာပဲဗျ။ကဲကျွန်တော်တို့ဆက်အဖုံးဖွင့်ပြီးတော့အထဲမှာဘာတွေပါလဲကျွန်တော်စစ်ကြည့်အောင်ဗျာ။စာအုပ်ကြီးတိုင်းကျွန်တော်လိုက်မပြောတော့ဘူးဗျကျွန်တော်နားလေလွယ်အောင်ပဲရှင်းပြပေးမယ်ဗျနံပါတ်1ဒီကောင်ရဲ့ capacity ကဗျ engine power 4580cc ရှိရဗျစလင်ဒါ၄လုံးနဲ့လာတယ်စလင်ဒါတစ်လုံးကို1လီတာကျော်ဝင်ဆန့်တဲ့သဘောရှိရဗျအဲ့ဒါကြောင့်ဒီကောင်ရဲ့ရုံအားတော်တော်ကိုကြောက်စရာကောင်းတယ်ဗျဒီကောင်ရဲ့စလင်ဒါအကျယ်ဝန်း135mm ရှိပြီးတော့ piston တစ်ခုရဗျအတက်အဆင်းရဲ့အကွာဝေးက 130mm ထိရှိရဗျဒီတော့ square engine size ရဲ့ပုံစံမျိုးပဲဒီကောင်ကဘာကိုအကျိုးပြုလဲဆိုတော့ဗျကျွန်တော်တို့ RPM မြင့်တဲ့အချိန်မှာလဲဆွဲအားကျမသွားဗျာ RPM နှိမ့်သွားတဲ့အချိန်မှာလဲဒီကောင်ကဆွဲအားလုံးဝမကျဘဲလန့်ညီနဲ့ဗျာအလုံးလုံးနိုင်တဲ့သဘောဗျာသူက OHC စနစ်ကိုသုံးထားတာဗျာဟိုးအရင်ကတော့ဒုထောက်စနစ်တွေကိုသုံးထားမှာမဟုတ်ဘဲနဲ့ဗျာဒီကမ်ချက်တွေကအပေါ်ရောက်သွားတယ်ဘယ်လေးတွေကိုဖွင့်ရပိတ်ရတာတော်တော်ကိုတိကျသွားတယ်ဗျာလေဝင်လေထွက်လဲပိုကောင်းလာတယ်ဒါပေမဲ့ဒီကောင်ရဲ့ကမ်ချက်တွေကိုမောင်းဖို့အတွက်ဗျာဒီ timing pad တွေကိုမသုံးတော့ဘူးဗျာအဲ့ဒီအစားကျွန်တော်တို့ဒီ timing gear ကိုပြောင်းသုံးလိုက်တာဗျာဒီချက်ကနည်းနည်းလေးအရေးကြီးရဗျာ timing gear ကိုပြောင်းသုံးလိုက်လို့ရှိရင်ကျွန်တော်တို့စက်တန်နည်းနည်းလေးကျဲလာမယ်ဗျာညံလာမယ်စူတာပေါ့ဒါပေမဲ့ကောင်းကျိုးကဘာလဲဆိုတော့ဗျာဒီကောင်ကပြက်စရာကျိုးမရှိတော့ဘူးဗျာဂီယာနဲ့ပဲဓာတ်ရိုက်လာဖြစ်တဲ့အတွက်ကျိုးပြက်မှာတော့ပူစရာမလိုတော့ဘူးပေါ့ဗျာဒီအချက်ကတော့မြန်မာပြည်ရဲ့နေရာမျိုးနဲ့ဆိုကွက်တီပဲဗျာ engine ရဲ့ fuel system ဘိုင်းအောင်ကျွန်တော်သွားပြီးတော့ကြည့်အောင်ဗျာဒီကောင်က mechanical inline ပန့်အောင်သုံးထားတာအထူးသဖြင့်ဒီ Z တစိတ်တွေဗျာဒီပန့်နေရဲ့အားသာချက်က C အရန်မရွေးဘူးဗျာမြန်မာပြည်ကဒီဇယ်တွေကဗျာရေပါခြင်းပါမယ်အမိုက်တွေပါခြင်းပါမယ်ဗျာ 4XG1 AC ပဲဗျာတန်းထည့်ပြီးတော့မောင်းလို့ရတယ်ကွန်ပျူတာဘောက်တွေစင်ဆာတွေမပါဘူးဗျာအဲ့တော့ခမနေမျိုးလေးမှာပြတ်မှာလားလမ်းဘေးတွေ့တဲ့နေရာမှာပြတ်မှာလားခမကားဝက်ချောဆရာလေးတောင်ဒီပလေယာနဲ့ဝက်ဥလှက်ပါရင်တော့ပြင်နိုင်တဲ့အနေထားဗျာဒီကောင်ရဲ့ injection system ဗျာ direct injection ဗျာ CO ဗျာ piston ကိုဓာတ်ရိုက်ဖြန်းပြီးတော့စက်ကိုနှိုးတာအဲ့တော့ခမဆက်နှိုးရတာပို့ပြီးတော့လွယ်မယ်ဗျာစီစားလဲတက်တာရယ်ဗျာအေးခံတဲ့စနစ်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်မှာအားနည်းချက်တစ်ခုတော့ရှိရယ်ဗျာ 4XG1 ဗျာ engine power ကြီးတော့ဒီကောင်အပူထွက်တာများတယ်ဗျာအဲ့တော့ခမရေတိုင်ကြီးကတော့တော်တော်ကိုကောင်းနေမှရမယ်ဗျာအထူးသဖြင့်ဗျာဒီစလင်ဒါ gasket ကခမအပူများလို့ချင်းကွဲလွယ်တဲ့အထဲမှာပါတယ်ဗျာဒါကြောင့်များဒီ 4XG1 ကိုခမတို့သုံးမယ်ဆိုလို့ချင်းရေအပူချိန် temperature ကိုအမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့လိုလိမ့်မယ်ဗျာနောက်တစ်ခုကလူတိုင်းမေးကြတဲ့မေးခွန်းဗျာအကိုရေးတဲ့ 4XK1 နဲ့ဘာကွာလဲတဲ့ချင်းလေးပြောပြမယ်ဗျ 4XK1 နီးပညာအရန်မြင့်နေဗျ Comorain စနစ်ကိုသုံးတယ်စီစားပို့ပြီးတော့တက်တာတယ်အတန်ငိန်တယ်မီခိုးနဲတယ်သူ့မှာ ECU ပါတဲ့အတွက် C အရန်ရွေးတယ်ဗျတန့်ဖို့အရေးကြီးရဗျ C6 filter ပိတ်ပြီးဆိုတာနဲ့ခမကားထိုးရပြီအဲ့ဒီအချိန်မှာခမဒီ
ဒီကောင်ပြင်ဖို့အတွက်ကွန်ပျူတာတစ်လုံးလဲလိုလိုက်မယ်တော်တော်ကိုကျွမ်းကျင်တဲ့ workshop ဆရာလဲလိုလိုက်မယ်ဗျ 4HG1 တော့အတန်နဲ့စုပြီးစီပိုစားတယ်ဆိုပေမဲ့ဗျခန္ဓာရင်ရှိတဲ့နေရာမှာတော့ဒီကောင်ပို့ပြီးတော့ခန္ဓာရင်ဝင်အပြည့်တင်ပြီးတော့တောင်တက်မယ်ဆိုလို့ရှိရင် 4HK1 ECU ကနေအပူချိန်မြင့်လာတဲ့အတွက်ဗျဆွဲအားကိုရှော့ပလိုက်မယ် 4HG1 တော့အဲ့လိုမဟုတ်ဘူးဗျလီပါနင်းတယ်လို့ယုံပေးမဲ့ကောင်ဒါကြောင့်ကြမ်းကြမ်းတမ်းတမ်းသုံးမဲ့သူတွေအတွက်ဆိုလို့ရှိရင် 4HG1 တော့ခင်ဗျားတို့ရွေးချယ်သင့်တယ်တကယ်တမ်းမောင်းကြည့်ရင်ဘယ်လိုနေမလဲဗျ 4HG1 ဗျာတကယ်တမ်းတော့မြင်းကောင်ကြီးက120ကနေပြီးတော့135 HP ဝန်းကျင်အထိထုတ်ပေးနိုင်တယ်ဗျခဏန်းရကြည့်လို့ရှိရင်တော့ဒီကောင်ကတိတ်မများဘူးလို့ထင်ရပေမဲ့ဒီကောင်ရဲ့ယုံအား300ကနေ350 nm ထိထွက်တယ်ဗျာဆိုလိုတာဗျာမီးပွားရနေပြီးတော့စထွက်မယ်ဆိုလို့ရှိရင်ဒီကောင်ကဇက်ခနဲ့ယုံပေးနိုင်တဲ့အမျိုးဗျကုံ3တန်4တန်တင်ထားလေဗျာခမရတောင်တက်လမ်းမှာဥမာဂီယာ2 3လောက်နဲ့အေးအေးစစ်စစ်တက်သွားနိုင်တယ်ဗျာအင်ဂျင်အိတ်ဇောအတန်တော့ဗျာနည်းနည်းဆူရဲဗျတညာညာနဲ့ပဲဒါပေမဲ့ကျွန်တော်ကားသမားတွေကတော့ဒီလိုအင်ဂျင်ဆူညံလင်လို့ရှင်ပို့ပြီးတော့မှအားရှိရဗျာတချို့ဆိုလို့ရှင်အရန်မဆူလို့ဖွင့်တဲ့လူတွေတောင်ရှိရဒါကြောင့်ဒီကားမောင်းသမားတွေအတွက်ကတော့ဗျာပို့ပြီးတော့အားရှိရလို့ပြောလို့ရရဗျာတချို့ 4HG1 နေမှာတာဘိုတော့မပါဘူးဗျဒါပေမဲ့တာဘိုမပါတော့ဗျာဒီ air indicate ဘိုင်းမှာရှုပ်ထွေးမှုသိမ့်မရှိဘူးဗျာတာဘိုမပါပဲလီပါနေတာနဲ့တန်းဆွဲတန်းထွက်ကတော့ဒီကောင်းရဲ့အားသာချက်တစ်ခုပဲဗျာညီကုန်းချုပ်ပြောရလို့ရှိရင်ဒီ Isuzu ရဲ့ 4HG1 engine ရဗျာအရင်ခက်မမိဘူးဆိုပေမဲ့ဗျာယုံကြည်စိတ်ချမှုအပိုင်းမှာတော့ဒီကောင်ထိတ်ဆုံးထိခုချိန်ဒီလက်မထောင်နိုင်နေတော့ဗျာခမရမျိုးတွင်းမဲ့သုံးမယ်စီစားအရန်တက်တာခြင်းနဲ့တက်တောင့်တက်တာနဲ့ပဲစီးခြင်းနဲ့ဆိုလို့ရှိရင်တော့ခမရ 4HK1 ကိုရွေးဒါပေမဲ့ခမရအနေဝေးသွားမယ်လမ်းကျန်းသွားမယ်ဝင်ပိုတင်မယ်ကုန်နေအရန်ဆွဲခြင်းနဲ့ဆိုလို့ရှိရင်စီရလဲအရင်ဂယူးမဆိုင်ပေးနိုင်ဘူးပြက်ရင်လဲပြင်ရတာလွယ်မှကြိုက်တယ်ဆိုတဲ့လူတွေကတော့ 4HG1 ခမရတို့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်လာမှာပဲဗျာအင်ဂျင်တစ်လုံးရဲ့တန်ဖိုးကဗျာမြင်းကောင်ရဲ့ဘလောက်ထွက်လဲဆိုတာထက်ဗျာလန်ခီမှာကိုယ်ဒုက္ခမပေးဖို့အဓိကပဲဗျာကဲဒီလောက်ဆိုခမရတို့လည်းဒီ 4HG1 engine ရဲ့အကြောင်းတော်တော်များများသိလောက်ပြီလို့ထင်ပါတယ်ဗျာဒီ 4HG1 နဲ့ပတ်သက်ပြီးခမရတို့ရဲ့အတွေ့အကြုံတွေရှိလို့ရှင်လည်းဒီ comment မှာအာမနာတန်းဆွေးနွေးပေးခဲ့ကြအောင်ဗျာနောက်ထပ်ဘယ်ကားဘယ် engine ရဲ့အကြောင်းသိကျင်တယ်လဲသိကျင်သေးရင်မေးထားနိုင်ပါရဲ့ဗျာ